မင်္ဂလာတရားအော်အားလုံးပဲမင်္ဂလာပါရှင်မဖွန်ယောက်ျားကဒီနေ့အလုံးနာတာမို့သူကရှင်ကောင်းကောင်းလေးစားရှင်တယ်ဆိုတော့မဖွန်လေးပါရင်ရှက်လို့ရှင်မမသိတော့အမေသားလေးနဲ့ရှိရနဲ့အမေသားအရွက်ကြိုပေးလိုက်တာမို့နော်အမေသားကဒီလိုမျိုးကြိုရင်လည်းတမျိုးကောင်းအောင်နော်ဘယ်လိုကြိုရမလဲဆိုတာအဆုံးထိကြည့်ပေးကြပါဦးနော်အရင်ဦးဆုံးအရွက်တွေကိုစားရင်နဲ့စိမ်ပေးထားလိုက်ပါမယ်နော်စားရင်နဲ့7မိနစ်လောက်စိမ်ထားလိုက်ရင်တော့ရပါပြီနော်သူများနိုင်ငံမှာဟင်းတီရွက်တွေကဆေးဖြန်းထားတာအများများတော့စားရည်နဲ့စိန်ထားတာပို့ပြီးတော့တန့်ရှင်းနော်ပြီးတော့အမေသားကိုအသုံးသေးသုံးပေးထားလိုက်ပါမယ်နော်အရင်ဦးဆုံးအမေသားကိုအရင်ကြိုပေးထားလိုက်ပါမယ်နော်စနုံမောအနေငယ်ထိရင်တော့သူ့ရဲ့အယောင်ကပို့ပြီးတော့လာရနော်ထူပီတာချင်းရဲ့จิตတုံရဲ့ခဲရှင်ဒီရဲ့ထပ်ပြီးတော့အဖုံးလေးဖုံးပြီးတော့ခဏလောက်ကြော်ထားရင်တော့ရပါပြီနော်ပြီးရင်တော့ဆေးပြီးသားအရွက်တွေကိုထည့်ပေးလိုက်ပါမယ်နော်ပြီးတော့ငရုတ်တိမုံအနှဲငယ်ရယ်စားရယ်အချိုမုံရယ်ထည့်ပြီးတော့15မိနစ်လောက်ကြော်ထားရင်တော့ကျက်ပါပြီနော်အခုတော့အမဲသားအရွက်ကြော်လေးကျက်ပါပြီနော်ကဲနောက်ဆုံးမှာတော့ရင်းတပွဲလေးရလာပါပြီနော်စားကြပါဦးရှင်အခုတော့သမင်းစားလိုက်ပါဦးမယ်နော်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်အားလုံးပဲဘိုင်ဘိုင်